ရှင်လုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးဌာနမှလုံခြုံရေးကသမီးလူငယ်များဖြစ်ပါလိမ့်ရှင်ဒီစနေရဲ့နာမည်ကတော့ဒီမှာဒီနေ့ဒီမှာဟန်ဒီမှာကြံဆိုတဲ့စနေနဲ့ဒီဆိုရှင်တွေကိုပြပါရှင်